Hello ဖေဖေလားသမီးပါ အော်သမီးရေဒီဘယ်ရှောင်းသွားနေလဲဟမ်အဖေတို့ဒီမှာစိတ်ပူနေတာ သမီးကိုကေတိုရင်ရောက်လာဖေဟိုကေတိုတို့ကလေအခုညာကိုဖျားဖို့သွားမလို့လေသမီးကိုခေါ်နေရဲ့ အော်ဒါလို့ဆိုအစနဲ့ကြိုပြီးပြောရောဗောသမီးရေ သမီးကဒီရောက်မှသိရတာဖေရဲ့အဲ့ဒါသူတို့ကလေမပြန်နဲ့တော့တခါလေးလိုက်ခဲ့တဲ့သမီးလိုက်သွားကြတော့ဖေနော် ဒီဘောဟိုသမီးဝေစားရအောင် အဝတ်စားတွေကရတယ်ဖေသမီးကေတိုဝတ်တွေလည်းဝတ်လိုက်မယ်လေဖျားဝင်ရတခါလေးထွက်မှာဆိုတော့လေဝင်ဖို့အချိန်မရလို့ဖေရဲ့နော် အေးဒါဆိုလဲမှာသမီးမိမိပုံပြောလိုက်အောင်ဒီရန်စိတ်ပူနေ ကဲမင်းလားသမီးပါ ဟုတ်တယ်သမီးရဲ့ဒီမှာအမေတို့ကစိတ်ပူနေတာအမေတို့ကမပြောမဆိုဘဲနဲ့ဘာဖြစ်လို့ထွက်သွားတာလဲသမီးရဲ့ မဟုတ်ဘူးchannel စွန်းတော့လေကေတိုနဲ့တွေ့လို့လိုက်လာတာဒီရောက်တော့သူတို့ကပြန်မနှုတ်တော့လို့မင်းရဲ့ ဩသမီးရဲ့ကေတိုနဲ့ဆိုတော့အမေရဲ့စိတ်ချပါတယ်သမီးလေးနောက်ကိုလူကြီးတွေစိတ်ညောင်သမီးအဲ့လိုမလုပ်ပါဘူးနော်မေပြောကြားလား ဟုတ်မေအဲ့ဆိုဒါပဲနော်ဖះဘူးရင်လာခေါ်နေပြီဒါပဲနော်မင်းနော် အေးဟုတ်ပြီခုမှပဲစီရေးရတော့အေး သမီးလေးတယောက်ရှိပါတယ်ပြင်မထွက်ဘူးထွက်ဘူးနဲ့ထွက်မှထွက်တော့လဲနော်ခြံထဲကနေပြားမှုပါတော့တာ ဟုတ်ပါတော့ အော်သမီးနိုးနေပြီလား ဟုတ်ကဲ့တော်လေးဒါလေးဈေးရပြန်လာပြီလား ဟုတ်တယ် အေးလေသမီး ရတယ်သမီးရတယ်မောင်နဲ့ကနိုးပြီလား ဟိုဟဲ့ ကဲလား တော်လေးပေး ရတယ်တော်လေးလို့မောင်နဲ့လာတန်းထုတ်လိုက် ရှင် မောင်နဲ့လာကလေအရက်တောက်တတ်တဲ့အကျင့်ရဲ့ဒင်းဖင်ထုံးအောင်အိတ်တတ်တဲ့အကျင့်မနှိုးရထားလို့ရှိရင်နေကူအောင်အိတ်တာအဲ့တော့သမီးကတန်းထုတ်လိုက်နော် ဟုတ်တိတ်မလို့ရ ကဲအဲ့လိုဆိုရှင်တော်လေးပဲတန်းထုတ်လိုက်မယ်သမီးဘာမှမလုပ်နဲ့နော် ဟုတ် မောင်လေးလားမောင်လေးလား ညာ အားရလေ ဟုတ် ဟဲ့မထားသေးဘူးလားထားတော့ပါဘူး မင်းဘယ်သူလဲ ကျမနာမည်တန်တရားပါ တန်ရအေးမင်းကတန်ရရှိတယ်တော်လေးလာပါဦး မောင်နဲ့လာဘာစားချင်လို့လဲ ဘာမှမစားချင်ဘူး तू ကဘာတူလဲဟမ် ဘုတ်တော်မြတ်စွာမောင်နဲ့လာအုံနောက်တွေပုံးဝင်သွားပြီထင်တယ်ဟမ်မင်းတော်လေးတော့မှတ်မိပါတယ်နော် ဟာတော်လေးကလေဒုက္ခပဲတော်လေးကိုဘာလို့မမှတ်မိရမှာလဲ तू ကဘာတူလဲလို့မေးနေတာ မနောက်နေနဲ့ကွယ်ဒေါ်လေးနောက်ဖေးမှာလှုပ်ဆက်နေများရှိသေးတယ် ဟာနေဦးတော်လေးရဲ့နောက်နေရမဟုတ်တကယ်ပြောနေတာ तू ကဘာတူလဲကျွန်တော်မသိဘူး မင်းခေါ်လာတော့မင်းတော့မှမသိဘူးဆိုဒေါ်လေးကဘယ်လိုလုပ်သိမှာလဲ ကျွန်တော်ခေါ်လာတာ
ဟုတ်တယ်လေညမင်းကားထဲမှာပါလာတာမင်းမိမခေါ်လာတယ်မဟုတ်ဘူးလား ဟာတော်လေးကပေါက်ပေါက်ရှာရှာဘေးကမိမခိုးရမှာလေကျွန်တော်သူ့မသိဘူးဘာတူလဲ तू က အဲ့လိုဆိုဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမှာလဲလက်ကရှုပ်ရှက်မောင်းထုတ်လိုက်ဒီမှာအမိဘာအကြံစီနဲ့ဒီလိုလုပ်ရတာလဲ ဘာအကြံစီမှမရှိပါဘူးကျမဒုက္ခရောက်လာလို့ပါရှင်ကျမကိုဒီအိမ်မှာနေခွင့်ပေးပါနော် မဲမင်းအကြောင်းဘာမှမသိဘဲနဲ့ဒီအိမ်မှာနေခွင့်ပေးလို့ဘယ်လိုလုပ်ရမှာလဲ ကျမလူကောင်းတယောက်ပါရှင်ကျမအိမ်မှာလေအိမ်မှာကျမပထွေးရလေကျမကိုရမ်းနှိပ်ဆက်လို့ဆိုပြီးကျမဒီရန်ကုန်မှာရှိတဲ့တငယ်ချင်းရှိကိုကျမထွက်ပြေးလာတာပါအဲ့ဒါညကလေတငယ်ချင်းနဲ့လည်းမတွေ့ပဲလမ်းမှာဒုက္ခရောက်ပြီးတော့ဒုက္ခရောက်နေလို့ပါကျမဒီအိမ်မှာနေခွင့်ပေးပါနော်ကျမတောင်းပန်ပါတယ် မရဘူးလူတွေကိုယုံလို့မရဘူးအထူးသဖြင့်မိန်းမတွေဆိုပို့ပြီးတော့မယုံသေးတယ်ဒီမှာမင်းပြန်တော့နော် ကျမတို့ယုံမှာကျမဒီအိမ်မှာလက်ကားမနေပါဘူးအလုပ်လို့ဆိုတော့လုပ်ပါမယ်ကျမထမင်းဟင်းလည်းချက်တက်တယ်ဝက်လည်းရှော့တယ်ဓမီကိုလည်း မလို့ဘူးအဝစ်လျှော်ဖို့ကအဝစ်လျှော်ဆက်ရှိတယ်ထမင်းချက်ဖို့ကတော်လေးရှိတယ်မင်းပြန်တော့ ခဲ့ပါကွယ်ဒုက္ခရောက်နေတဲ့လူကိုကိုညီကုသိုလ်ရပါတယ်ဒေါ်လေးလည်းဖော်ရတာပေါ့ တော်လေးဘာသိလို့လဲအခုကမိန်းကလေးတွေကိုရှော့မတွက်နဲ့ ဟုတ်ကွယ်ဒီရုပ်ဒီရည်လေးကလိမ်မညာမဲ့လူမဟုတ်ပါဘူးဒေါ်လေးလည်းလူကဲကမ်းမျှမှာကဲကော်ဖီလေးအေးကိုတောက်လိုက် ခါပဲ ကော်ဖီတောက်နော် ဟုတ်ဒေါ်လေးကလေအခန်းထဲမှာရှိမလားကြည့်ခဲ့သေးတာဒေါ်လေးဒီနာခဏသွားမလို့တမီးအိမ်ဆောက်ခဲ့ပြီနော် ဟုတ်ကဲ့ပါ အော်ပြီးတော့လေတကားတွေလည်းလုံလုံပိတ်ထားဘဒူလာလာကိုအိမ်ကလူသားတွေမှဖွင့်မိနေနော် ဟုတ် ဘာစားခြင်းလဲ ရပါတယ်သမီးကထမင်းရလို့ဘာမှသိမကြိုက်တယ်လို့ပါ အဲ့ဆိုဒေါ်လေးသွားမယ်နော် ဟုတ် အော်ဟိုဖျားခန်းထဲမှာလေဖျောင်းနိုင်တဲ့အမွှေးတိုင်းထွန်းထားတယ်တမီးတစ်ချက်ကြည့်လိုက်အောင်နော် ဟုတ်ကဲ့ဒေါ်လေးစိတ်ချပါ တောင်းမယ် တော်လေးဟောတော်လေးမရှိဘူးလား မရှိဘူးချင်းဒီနာအိမ်ကိုလေသွားတယ် ဒါလေးမေးတာအတန်နေတုံနေအောင်ဘာဖြစ်လို့ကြောက်နေလဲဘာလို့ကြောက်လဲမင်းတယောက်တည်းကြောက်နေ ကြောက်ပါ အဲ့ဒါဆိုဘာလို့ကြောက်နေလဲငါ့ကိုကြောက်နေဩတကားဖွင့်အောင်လေ ဟုတ်ကဲ့တော်လေးပြန်လာလို့ရှင်ပြောလိုက်နော်လာမယ့်အပတ်တနင်္ဂနွေဟိုအလောက်ကတငယ်ချင်းတွေကိုထမင်းဖိတ်ကြည့်မယ်လို့အဲ့လိုအပ်တာတွေဝယ်စရာရှိရဝယ်ထားလိုက်ပါလို့နော်အကုန်အစင်းင်းပြောင်းလုပ်ထားပါလို့ ဟုတ်ကဲ့ နေဦးမင်းဘာလုပ်မင်းဘာလုပ်နေရလဲလို့ ဘာမှမလုပ်ဘူး အဲ့ဆိုလို့ရှိရင်တန်မြာတိတစ်လုံး80သိန်းပကန်းထဲမှာတရားလေးထည့်ပြီးတော့ယူလာခဲ့ပြီနော် ကျေးဇူးဆိုတဲ့စကားလူတိုင်းနေရာတိုင်းသုံးနေကြတာပဲတမီးလေဒါပေမဲ့လို့တင်တဲ့နေရာရှိတယ်လို့မတင်တဲ့နေရာလည်းရှိတယ်တမီးကဒေါ်လေးတို့ကိုလုပ်ပေးနေတာလေဒေါ်လေးတို့ကတမီးကျေးဇူးတော်တင်ပါတယ် မဟုတ်လေဒေါ်လေးရဲ့ဒေါ်လေးကသမီးเจ้าကိုမသိနေနဲ့သမီးရဲ့ခက်ခဲကိုစေတနာတသက်နဲ့ကူညီပေးရဆိုတော့ဒေါ်လေးတော့ကျေးဇူးတင်ရမှာပေါ့လို့ မလိုပါဘူးသမီးရေသမီးလေးရှိလို့ဒေါ်လေးအဖေါ်ရဝန်အောင်တာပါသေးတယ်သမီးလေးအိတ်ချင်တာအဲ့အိတ်လေ ဟုတ်ရတယ်ဒေါ်လေးဖော်ရအောင်ကုစားမယ်လေဒေါ်လေးအဲ့ဒီကြောင့်တော့ခက်လာနော် မခက်ပါဘူးသမီးရေစိတ်ဝင်စားခဏလေးနဲ့တတ်တယ်ဒေါ်လေးတောင်လေမောင်လေးသားကျေးဇူးတော်ဒီပညာကိုတတ်တာ ဟမ် तू ကထိုးရတယ် မဟုတ်ပါဘူးသမီးရေ तू ကဘယ်တတ်ပါ့လဲဒေါ်လေးကလေဒီတူလေးတယောက်တည်းရှိတော့တာရောစင်ဖြစ်ပြီးသူ့စိတ်မချနိုင်လို့စောင့်ရင်းနဲ့ဒီပညာကိုတတ်သွားတာသူ့ကိုစောက်ရတဲ့ရက်ဒီဘလောက်များလဲဆိုတာသူ့အတွက်ထိုးရတဲ့ဥစ္စာဘီလိုတလုံးပြည့်တော့ပဲပြီးတော့ तू လည်းဝတ်တာမဟုတ်ဘူးသမီးလေးအတွက်လည်းဒေါ်လေးထိုးပေးအောင်မယ်နော် တကယ်လားဒေါ်လေး တကယ်ဟော အဲ့
အဲ့ဒါသမီးကိုလည်းအဲ့ဒီပညာသင်ပေးလေ သင်ပေးမှာပေါ့ သမီးတော်ရလို့ရှင်တော်လေးကိုသမီးကလည်းကိုယ် ဆက်ဆက်တန်ကြတယ်ကိုတော့ရောက်ပြန်လာပြီ ဟဲ့ ခုမှချင်းရှိနေပြီလေ အာဒေါ်လေးကအစိုးရရှိသေးတယ် ဟဲ့တနားထိုးနေစောနေသေးလားနောက်တည့်ရပဲပူတော့မယ် ဒေါ်လေးကလေတင်းနဲ့တုံးလေးမှာတစ်ကအစောဆုံးလေဒေါ်လေးဒါလေးအောင်မသိဘူးလားအာမတွေ့နဲ့ရကျွန်တော်မမူးဘူးကျွန်တော်မမူးဘူး ဟောလုံးမအောင်သမီးရဲ့လုံးမအောင် ဟဲ့ဒါမူးလို့လဲရမဟုတ်ဘူး ဘာလို့လဲလား ချီခောက်သွားလို့ မရွှေမမူးလို့ပဲမူးများမူးတော့ခေါင်းနဲ့ညာသွားမလားမသိ ဒေါ်လေးဘိုင်းလျှော့ပြောနေခေါင်းနဲ့သွားလို့ရမှာဒေါ်လေးမူးများနေတာဒုက္ခပါပဲ ကဲကဲဟာ ဒုက္ခပါပဲဟာ လန့်လက်တာမောင်နေလားရဲ့ ဒေါ်လေးကလည်းကျွန်တော်တရေတစ်ပတ်ကြာနေတာပဲ တရင်တပည့်ကနည်းတော့ကြောက်စရာမကောင်းဘူး ဒေါ်လေးကတော့လှုပ်ပြီ နေသားမအောင်ဒီနေ့မှထူးထူးခြားခြားဒေါ်လေးမနှိုးရပဲဘာဖြစ်လို့စောကြီးနိုးနေတာမိုးကြီးလေကြီးတော့ကြောက်အောင်မထင်နဲ့မိုးတင်းကြွေမဲ့အကြောင်းမိုးလေဝတာသတင်းပေးလိုက်ပါထင်တယ် ပေးလိုက်နော်မွေးချိန်လက်မ1000ကျော်မယ်လို့လောဆိုရှိရည်နေရှင်းတာသိလားဟာမွေးငါးတွေပါလားအတော်ပဲမွေးငါးမစားအကြိုင်မှုေးနေရတယ်ရေနာ3ပါးဥထိတ်ထားပြီးတော့3ဝဲစားပလိုက် ဂုံတော်6ပါးပြအောင်6ဝက်စားနောက်မှတအိုးရှိသေးတယ်ကဲသမီးကိုဟင်းရထည့်ပေးလိုက်ဒေါ်လေးရှောက်ပြီးတိုက်ယူလိုက်ဒေါ်လေးတော့မထမ်းနိုင်အောင်ဒေါ်လေးမစားသေးမုတ်တွေပွားကုန်ဒေါ်လေးဖျားဖို့ပြုတ်ပြီးမှစားမယ်နော် ဒေါ်လေးကကျွန်တော်စောင်းပြောနေတယ်လို့ မင်းကဒိဋ္ဌိပဲမင်းကိုဖျားရှိဖို့မတိုက်တုံးတော့ပါဘူးကဲသမီးတို့စားကြဒေါ်လေးဖျားတောင်းဖို့ပြလိုက်မယ်နော်မင်းဒီလိုနေရမပြင်းဘူးလား ပြင်းပါ ဒါလည်းပြောတယ်ပေါ့ ပြင်းတယ်ပြောတယ်ဆိုတာလူတယောက်ရဲ့စိတ်ပဲအဲ့စိတ်တစ်ခုရှိလို့လေအကုန်လုံးကဖြစ်နေတာလေဒါမဲ့ကျမခုချိန်ကြီးအဲ့ဒါကိုဖြေရှားလို့မရသေးဘူး စိတ်ဆိုတာရှိမှာပေါ့အဲ့ဒီစိတ်ဆိုတာဒါမရှိရင်လောကကြီးမှာလူတွေဖြစ်နေတာဘာအဓိပ္ပာယ်ရှိမှာလဲမင်းလည်းလူတယောက်ပဲလေဖြေထူးတော့ရှိရမှာ အဲ့ဒါသူများရဲ့တော်တော်မှန်ရင်မှန်မယ်ကျမအတွက်တော့တိကျတယ်ဖြစ်မရသေးဘူး အဲ့ဒီဖြေကဘယ်လိုလောက်ရမှာတယ်အတိုင်းအတာတတ်မှတ်ချက်တစ်ခုပေါ့ တနေ့တော့ရမှာပေါ့လေ တန်မရ သမီးအိတ်နေတာလို့ဘယ်များသွားနေတာလဲ ဟိုအိမ်နာသွားတယ်
သမီးနဲ့ပင်ဟင်းနဲ့မတည့်ဘူးထင်တယ်ရှင်အော်မောင်နေလားကြိုက်တယ်ဆိုတော့ပင်ဟင်းကိုချစ်နေရတာပြီးတော့ तू ကအိမ်မှာစားတာလည်းမဟုတ်ဘူးနောက်ဆိုဒေါ်လေးမချက်တော့ဘူးနော် ရပါဒေါ်လေးပြဿနာမရှိပါဘူးရပါတယ် ဟိုနေ့သမီးရေဒေါ်လေးလေးခေါင်းနေမူပြီးတွေ့ရတက်နေလို့နှာလေးအချင်တယ်နော် ဟုတ်ကဲ့ ဟိုမောင်နေလာလာတဲ့အထိကိုစောက်ပြီးတကားပြင်နေတယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ် အဲ့ဒါဒေါ်လေးအိတ်လိုက်တယ်နော် ဟုတ် This is Lucia. Dolly ရောတမယာသီးနဲ့တရားနဲ့လုပ်ထားပြီနော်ဟုတ်ဘာလဲမင်းတို့အင်းကြီးကိုလာလူယူထားလိုက်ဘာလုပ်တယ်အတိတ်ပဲမရှိတာမဘီယာတောက်လာတာရေချိန်မကက်လို့ဒီရက်တောက်မလို့ပါဆုံးပါပဲ black coffee ရေတောက်တော့အမှုပြေသွားမှာပေါ့ဟင်အရက်ကငါ့ကိုထွက်ပေါက်တယ်အများကြီးပေးတယ်အဲ့ဒါမင်းသိအောင်ဘယ်လိုရှင်းပြရမလဲ ရဲမတော့ပဲထွက်ပေါက်ရတယ်အများကြီးပါရှင်အဲ့ဒါကိုယ့်စိတ်ကိုမနိုင်တဲ့လူစင်ကြည်ပေးတာပါတခြားထွက်ပေါက်ရမယ်ဒီလည်းအများကြီးပဲရှင်ရှာချင်းအသိမှာပါ အဲ့မှာအဲ့လောက်ထိရှောက်အချိန်မရှိဘူး ချင်းဆိုတာလူတွေကကတ်သက်ပေးထားတာရှင်ရက်တော့မဲ့အချိန်လေးကိုအဲ့ဒီကောင်းတဲ့ပြည်နယ်ဒီထွက်ပေါက်ရတဲ့အချိန်လေးလား ဟုတ်တယ်အဲ့ဆိုရင်ဘယ်လိုမျိုးပုံစံနဲ့ထွက်ပေါက်ရှာမှာလဲ ဒီစိတ်ပြထားတယ် မင်းကောင်ရည်စရာကြီးလာပြောနေအောင်မဟုတ်ပါဘူး ကျမစိတ်ကတော့သိနေတယ် မင်းအဲ့လောက်ဒီစကားတက်လိမ့်မယ်ချင်းတယ် ကျမနေရာတော့ဒီမှာဒီကမဟုတ်ပါဘူးဒါပေမဲ့ပညာရှိတွေဖြစ်ခဲ့ရှင်ရဲ့ဒိတ်တွေကောက်ပဲလို့ယူဆကျမတီးပေးနေတာကျွန်တော် device ကိုတန်းချီလို့ချင်းလာတွေးလို့အရက်ကြောင့်စီးပွားပြတ်လို့လမ်းရောက်ခဲ့ပြီရှင်ရောဒီအရက်ကြောင့်စီးပွားပြတ်လို့လမ်းရောက်ပြောတယ် မပြောတော့မှဒါနဲ့ငါဘွားတို့ဘယ်ဆောင်တော့တာလဲငါဘွားရဲ့အမြော်လေးဆုံးနေတယ်ဒီနားလည်းရှင်းပြငါဘွားမှာလူအပ်နေအဖို့အဲ့အဖို့ရလာမယ်နေကြဒီရက်ကဆုံးလို့ အခုဒီရက်ကရှင်ကိုချိန်ပြီးပေါ်လို့ပြီးတယ် ချိန်ပိုင်းခြားတစ်ခုထိတော့တော့ငါရဲ့ ကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်ကျမရဲ့စေတနာကိုချိန်ပိုင်းတစ်ခုတော့ထားလို့ဒီဘက်က င
နေ